ရေးကြီးရဲ့အရာတွေကိုပြောတာပါအင်္ဂါဦးကြီးတယောက်ကအဲ့တော့အေးပါတယ်လဲဆိုတာကိုအဓိကရောက်တယ်လဲဆိုတာကိုမပြောနဲ့နော်ကိုတို့ကနည်းနည်းတက်တယ်ပြောတတ်တဲ့အကျင့်ရှိတယ်အလှတရားတွေလည်းလာမထိန်ချုံနဲ့ကျုပ်ကအိမ်အောင်ကြီးကျုပ်ကိုလာပြီးအလှတရားတွေလာပြီးသူများနောက်ပါမှာဆိုလို့ဆိုပြီးလာမထိန်ချုံနဲ့နော်သားသမီးတွေလည်းလာမထိန်ချုံနဲ့အမူအရာအမျိုးမျိုးတွေလည်းကျုပ်ကိုလာမထိန်ချုံနဲ့ကျုပ်အိမ်အောင်ဦးစီးတယောက်ကျုပ်ကိုယ်တိုင်အတိတရားရှိနေရမယ်အဓိကကြားတဲ့အချက်တွေပြောနေရနော်ကိုတို့ကမူလာရင်ကောင်းရင်ဆွတ်ဆွတ်ပြောတဲ့အကျင့်ရှိတယ်အိမ်အောင်တစုမပြိုကွဲအောင်လှပအောင်တည်တတ်အောင်ထိမ့်သိမ့်ပေးတာဖအေးမအေးဒီနှစ်ယောက်အတိတရားရှိကိုရှိနေရမယ်ကိုတို့မိမကိုတို့ဘယ်လိုပဲညှိဆွဲဘယ်လိုလဲကြံတဲ့လူညှိဆွဲမျိုးဒါပေမဲ့ယောက်ျားတစ်ခါစီကြလို့ရှိရင်တဲ့ပြောတာနော်ယောက်ျားအငွေ့တော့ရှောင်လို့ရတယ်အတွေ့တော့ကိုတို့လည်းရှောင်လို့မရဘူးအဲ့တော့အရိယာမဟုတ်ဘူးတော်စင်မဟုတ်ဘူးပုရုဇဉ်မရှိသေးတယ်လေငွေတော့ကိုတို့ရဲ့ရှောင်နိုင်တယ်ဒါပေမဲ့တကယ်ကြုံလာလို့အတွေ့ကြလို့ရှိရင်ဘယ်ယောက်ျားရှောင်နိုင်တယ်လဲလို့ကိုတို့မေးမယ်နော်အဲ့ကိုတို့ကကောင်းပြောတတ်တဲ့အကျင့်ကြီးတို့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ကိုကိုတန်းလေးအရေးကြီးဆုံးပါငါကတော့ရှေ့ရတဲ့မိတ်ဆွေတွေပေါင်းတဲ့ငွေချင်းတွေကိုပေါ့ဘယ်တော့ဂီးဆိုင်တယ်လဲဆိုတာသိအောင်တမင်ကဘူးမလုပ်လို့တာဒါကြောင့်မလို့ကိုတို့ရဲ့ဗီဒီယိုဖိုင်ရှိတယ်ဆိုတာအဲ့ဒါရောက်ကိုတို့ကမူလာလို့ရှိရင်အဲတောင်ပြောမြောက်ပြောတောင်ကမြောက်ရောက်မြောက်ကတောင်ရောက်အဲစကားပြောမြောက်အဲ့လိုလို့ရှိသွားတာအမှန်တော့ကိုတကယ်ချင်းကိုမိတ်ဆွေကိုရဲ့အပေါင်းအသင်းတွေကိုချစ်တဲ့ဆိုတဲ့ဆန္ဒနဲ့ကိုတို့ကလည်းမိသားစုလို့တကယ်တဲ့ကိုတို့အခုလို့ရှိရင်ဒီမက်ကလေးကကိုတို့မေးကြတယ်ဝင်ငွေရပြီလားဝင်ငွေရဖို့နေတာလားဘေးချိတ်တာထမင်းကိုပန်ကို3မိန်းတောင်မှတစ်နေ့4,000နဲ့ကိုပန်ကိုအုံနာဆွဲစားတာတကယ်ပြောတာကိုတို့ဖျားပေးကြပြီကိုတို့မသိတာကိုမသိဘူးလို့ပဲပြောတယ်ဒါပေမဲ့တကယ်ကူညီခြင်းတဲ့လူရှိလို့ရှိရင်ကိုတို့ရှိကိုတကယ်ရောက်လာလိမ့်မယ်ဒါပဲကိုတို့မျှော်လင့်တယ်ကျန်တာဘာမှကိုတို့မမျှော်လင့်ဘာလို့လဲမျှော်လင့်ချက်အရန်ထားရင်လေဘာဖြစ်လဲဆုံးချုံရတာနစ်နာလေးပဲတိတာလောကမှာမျှော်လင့်ချက်တွေအရန်ထားတယ်ရည်ရွယ်ချက်တွေအရန်ကြီးမားပြီးတော့ကြီးမားထားရင်လေဆုံးရှုံးရတာနစ်နာတယ်အဲကြောင့်ဘယ်အရာမှတန်ဖိုးရှိတဲ့အရာတွေဆုံးရှုံးထားဘူးတော့ကိုတို့ဘယ်အရာမှမမျှော်လင့်ရဲပါဘူးကိုတို့တကယ်ကူညီခြင်းတဲ့လူရှိရင်